မင်္ဂလာပါဗျ GG Motion Studio နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ video မှာကျွန်တော်က CC Page 10 effect ကို After Effects မှာဘယ်လိုသုံးရလဲဆိုတော့တစ်ဆင့်ချင်းရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကိုကတကယ်လို့ဒီ tutorial video ကိုလိုက်လုပ်ချင်တဲ့ဆိုရင်ကျွန်တော်ဒီမှာသုံးရတဲ့ file တွေကို GG Motion Studio ရဲ့ Telegram group ထဲမှာတွားပြီး download ဆွဲလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်စလိုက်ရအောင်ဒီလိုကျွန်တော်ဒီမှာ rectangle 2ကိုရွှေ့တယ်ရွှေ့သွားပြီးဆိုရင်ဒီမှာ square shape တစ်ခုဆွဲလိုက်ပါမယ်ဆွဲသွားပြီးဆိုရင်ဒီ shape ရဲ့ gradient လေးကို edit လုပ်အောင်เนาะလုပ်ဖို့အတွက် fill ကိုတွားသွားပြီးဆိုရင်ဒီမှာဒီ gradient လေးကိုကိုလိုချင်တဲ့ပုံစံလေး edit လုပ်ပါ Okay ကိုလိုချင်တဲ့ပုံစံရပြီဆိုရင် selection 2ကိုရွေးပြီးเนาะဒီ handle လေးကို edit လုပ်ပါပြီးပြီဆိုရင်ဒီမှာ rectangle 1ကိုဖွင့်ချ rectangle path 1ပြီးဆိုရင်ဒီမှာ roundness ကိုတင်လိုက်ပါမယ်ဒီ shape လေးရမယ်เนาะအဲ့တော့ဒီဟာလေးကိုကျွန်တော် select လုပ်ပြီးเนาะဒီကောင်ကို align လုပ်မယ်လုပ်သွားပြီဆိုရင်ဒီမှာကျွန်တော် CC page 10 effect ထည့်အောင်ထည့်ဖို့အတွက် FM preset ကိုသွားဒီမှာ page လို့ရှာလိုက်ရင်ဒီမှာ CC page 10 effect ဆိုတာတွေ့မယ်เนาะဒီ distort ရဲ့အောက်ကဟာပါအဲ့တော့ CC page 10 effect ကိုယူလာပြီเนาะဒီ shape လေးအပေါ်မှာတင်လိုက်ပါတင်လိုက်ပြီးဆိုရင်ကျွန်တော်ဒီ handle လေးတစ်ခုပေါ်လာမယ်เนาะဒီ handle လေးနဲ့ကျွန်တော်တို့ဒီ animation လုပ်အောင်ပါပါအဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာမှမလုပ်ခင်ဒီဘက်ခြမ်းက effect control panel လာပြီเนาะဒီမှာcontrol ကို bottom right corner ကနေတော့ကျွန်တော်က classic UI လို့ပြောင်းလိုက်မယ်เนาะပြောင်းသွားပြီဆိုရင်ဒီမှာ full position ကိုကျွန်တော် keyframe တစ်ခုလုပ်လိုက်မယ် keyframe လုပ်သွားပြီဆိုရင်ကျွန်တော် time indicator ကို1 second ကိုရွှေ့မယ်ရွှေ့သွားပြီဆိုရင်ကျွန်တော်ဒီ anchor point လေးကို shape အပြင်ရောက်တဲ့အထိဒီဘက်ကိုရွှေ့လိုက်ပါမယ်အဲ့တော့ပြန် play ကြည့်အောင်ကျွန်တော်ထားမျိုး animation လေးရမှာပါเนาะ okay ကိုကတကယ်လို့ဒီမှာတခြား setting တွေပြောင်းရှင်းလဲဆိုပြောင်းလို့ရတယ်เนาะဒီမှာ full direction ကကြတော့ကျွန်တော် -60 degree ထားတာတယ်ဒါကိုကိုလိုချင်တဲ့ direction ကိုပြောင်းလို့ရပါတယ်เนาะဒီမှာကျွန်တော် direction ပြောင်းမယ်ဆိုဒီမှာသူ့ရဲ့ဒီခောက်တဲ့ direction ပြောင်းသွားတာကိုတွေ့ရမှာပါเนาะ full direction ပြောင်းလို့ရမယ်ပြီးဆိုရင် full radius ပြောင်းလို့ရမယ်เนาะ radius ကကြတော့ဒီခောက် u ရဲ့ radius ပါเนาะကျွန်တော်ဒီဟာကိုတင်လိုက်မယ်ဆိုရင်ဒီမှာသူကတဖြည်းဖြည်းကြီးသွားတွေ့ရမှာပါเนาะcontrol C နဲ့ငကိုတိုင်းပြန်ထားမယ်ဒီကောင်က light direction ပါเนาะဒီအလင်းရောင်ရဲ့ direction ဒါကိုလည်းကျွန်တော်တို့ကိုလိုချင်လို့ပြောင်းလို့ရပါတယ် render ရှိမယ် render ကျတော့ဒီမှာ front and back ကကျတော့ဒီအရှိရောအနောက်ရောနှစ်ခုလုံးသူက render လုပ်တာပါကျွန်တော်က back page တစ်ခုတည်းလုပ်မယ်ဆိုရင်ဒီအနောက်က page တစ်ခုတည်းကိုသူ render လုပ်မယ်ဒီမှာ front page ဆိုရင်လည်းလိုပဲဒီအရှိတစ်ခုတည်းကိုသူ render လုပ်ပါမယ်ကျွန်တော်ကဒီမှာ front and back page လုပ်ထားတာပါမယ် back page ကဒီ setting တွေကိုကျတော့ကျွန်တော်ခဏနေပြပေးမယ်နော်အဲ့တော့ဒီဟာလေးကိုပြဖို့အတွက်ကျွန်တော်ဒီကောင်ကို duplicate လုပ်ပါမယ်နော်ဒီ shape layer ကိုပဲ select လုပ်ပြီးတော့ control D နဲ့ duplicate လုပ်သွားပြီဆိုရင်ကျွန်တော်ကဒီမှာဒီ drop down ခဏပိတ်မယ်နော်ဒီအပေါ် layer ကိုကျွန်တော်အရောင်လေးပြောင်းရအောင် gradient fill ကိုကျွန်တော်အရောင်နဲ့လေးပြောင်းပါမယ်ဒီ view လေးဆက်မသွားခင်မှာ commercial motion video တွေလုပ်ပြီးတော့ဝင်ငွေရှာရှင်းတဲ့လူတွေအတွက်သတင်းကောင်းလေးတစ်ခုပေးရှင်းပါတယ်နော်အဲ့ဒါကတော့ GG Motion Studio ကဖန်တီးပေးထားတဲ့ After Effects template package ပဲဖြစ်ပါတယ်ဒီ package မှာဆိုရင် After Effects template 12ခုပေါင်းမှာဖြစ်ပြီးတော့ template တစ်ခုချင်းစီတိုင်းကလည်းမတူညီတဲ့ client တွေ business တွေအတွက် commercial motion video တွေလုပ်ပြီးတော့ဝင်ငွေရှာနိုင်မှုဖန်တီးပေးထားတာပဲဖြစ်ပါတယ်ဒီ template တစ်ခုချင်းစီကိုလည်းဘယ်လိုတော့အောင်လဲဆိုတော့အခု tutorial video လေးနဲ့ကျွန်တော်ရှင်းပြပေးထားပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင် page messenger မှာလာပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်ကျွန်တော် video လေးကိုပြန်ဆက်လိုက်ရအောင်Okay ကိုလိုချင်တဲ့အရောင်ပြောင်းသွားပြီဆိုရင်ဒီအောက်က layer ကိုကျွန်တော်အနောက်နည်းနည်းလေးစုပ်လိုက်ပါမယ်နော်အဲဒါဆိုရင်ပြန် play ကြည့်ရဆိုရင်ကျွန်တော်ဒါမျိုးလေးတွေ့ရမှာပါအဲ့တော့အခုဒီမှာတတိထားမှာကကျွန်တော်ကအရှေ့က page ကလို့လှန်သွားတဲ့အချိန်မှာဒီအောက်ကအရောင်ကသူ့ရဲ့နှစ်ခု original အရောင်မဟုတ်ပဲねဒီအောက်က layer ရဲ့အရောင်ဖြစ်နေတယ်နော်အဲ့ကျွန်တော်ဒီမှာလာကြည့်မယ်ဆိုလည်းလို့ပဲနော်ဒါအပေါ်က layer ဆိုတော့ဒါကို select လုပ်ပြီးတော့ဒီမှာကြည့်လိုက်မယ်ဆိုရင် back page ကကြတော့ဒီမှာ shape layer 1ပါနော် layer number 2 shape layer 1ကို select လုပ်ထားတွေ့ရမယ်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ original layer ဒီမှာ shape layer 2ကိုပဲ select လုပ်လိုက်မယ်ဆိုရင်သူ့ရဲ့ layer မှာပဲသူကဒီမှာ back page ကမြင်ရမှာပါနော်အဲ့တော့ပြန် play ကြည့်မယ်ဆိုရင်ဒါမျိုးလေးတွေ့ရမယ်ဒီဟာလေးကိုကျွန်တော်ရှင်းနေလေးဆွဲလိုက်ပါမယ်ကြည့်အောင် okay ဒီနေ့ view တော့ကတော့ဒီလောက်ပါပဲကျွန်တော်နောက်နေ့ tutorial မှာပြန်တွေ့ရအောင်